哦，说啊。အားလုံးပဲမင်္ဂလာပါရှင်းရှင်းဖြစ်ပါတယ်ဒီနေ့မှာတော့ရှင်းရှင်းက Green Country မူကထမှာမူကထအဝစားမှာဖြစ်ပါတယ်เนาะသူကစိုင်လိပ်စာလေးက133လမ်း965ခွန်ကြားမန္တလေးမြို့မှာတည်ရှိတာဖြစ်ပါတယ်လူတအုပ်ကိုအဝစား2300ကျပ်ပါเนาะကဲအဲ့တော့စိုင်ထဲကိုလိုက်ခဲ့ပါတော့ဒီမှာရှိတဲ့အသားတွေထားတဲ့နေရာပေါ့เนาะဒီမှာအသားတွေအစုံဒီလိုမျိုးကနန်းတွေနောက်ပြီးသွားပြီဆိုရင်ကြက်မဲတွေအကုန်ဒီပဇွန်တွေပေါ့เนาะအဲ့ဒါရှိတယ်ဒီဘက်မှာကျတော့အရန်ဟင်း၃မျိုးပါတယ်ဟိုဘက်ကကျတော့အရွက်တွေထားတဲ့နေရာပေါ့เนาะပြီးသွားရင်အချိုတဲဖို့ရှိခဲမော့ဒါကတော့ရှန်ယူထားတဲ့အသားလေးတွေပဲဖြစ်ပါတယ်เนาะဒီမဲ့အဓိကကတော့နောက်ကြက်မဲပါမယ်ပဇွန်ပါမယ်ကြက်ဆက်ပါမယ်ပေါ့เนาะဒီမဲ့ပင်လယ်စာတွေလည်းအစုံပါပါတယ်เนาะနောက်ပြီးတော့ဒီဘက်မှာကတော့လက်လက်ဆက်ဆက်အရွက်ကလေးတွေပဲဖြစ်ပါတယ်အနှစ်လေးထည့်ပါမယ်เนาะဒီမဲ့ဒါကတော့တုံရန်အနှစ်လေးပဲဖြစ်ပါတယ်ဒီရဲ့တုံရန်အနှစ်အရသာတော်တော်လေးကိုစားလို့ကောင်းပါတယ်เนาะကျွန်တော်ဒီရောက်ပြီဆိုရင်တုံရန်ကိုပဲအဓိကစားဖြစ်ပါတယ်เนาะအခုဆိုရင်เนาะစားဖို့အတွက်ကတော့အစင်သင်းဖြစ်နေပြီဖြစ်ပါတယ်ဒီမဲ့တော့ကြက်မဲဖြစ်ပါတယ်เนาะအကြိုက်ဆုံးကြက်မဲဝေါတော့ဟင်းရည်လေးချိုးအောင်လို့ဆိုပြီးတော့ဒီမဲ့အသားပြည့်နဲ့ကနန်းပေါ့နော်ကနန်းကိုထဲကိုထည့်ပြီးပြုတ်လိုက်ပါမယ်သူကဟင်းရည်ကိုတော်တော်ချိုးသွားစေပါတယ်ကနန်းရဲ့အချိုတက်ကြောင်ပေါ့နော်အဲ့တော့ထဲကိုထည့်ပြီးတော့ပြုတ်လိုက်ပါမယ်အမလေးလက်ချိုးအောင်လို့ပြောင်းမှုလေးထည့်ပြီးတော့ထည့်ပြုတ်ပါမယ်နော်မုံညင်းစိမ့်လေးကိုထည့်ပြီးပြုတ်လိုက်ပါတယ်ဒီကြက်ဆက်ပေါ့နော်သူ့ရဲ့နယ်ထားတဲ့အနှစ်ကတော်တော်စားလို့ကောင်းပါလေရောက်ရင်တော့မဖြစ်မနေစားရမယ်ထဲမှာကြက်ဆက်ဝက်ဆက်ကမဖြစ်ပါပဲเนาะထက်မဖြစ်မနေစားရမယ်ထဲမှာဟော်ဒီက60ရွှန်လည်းပါတယ်เนาะပတ်ဆက်ကိုကောင်းတာလုံးဝမဟိပဲနဲ့လေစီချွန်အရသာမွှေးမွှေးထုံထုံဆက်လေးနဲ့တော်တော်စားလို့ကောင်းတယ်ဒါလေးကလည်းလေပြုတ်စားရင်လည်းကောင်းတယ်လို့ကင်စားရင်လည်းကောင်းတယ်ရှမ်းတော့လေဟိုတလောကမှဒါကိုပြုတ်စားလိုက်တာပြုတ်စားတာကိုပိုကြိုက်ပါတယ်เนาะဒါကတော့ရှမ်းပြုတ်ထားတဲ့မူကထအိုးပဲဖြစ်ပါတယ်เนาะကဲဒီမဲ့ကြီးအစုံပေါ့နော်အစုံထည့်ပြီးသွားပါပြီနော်ကြက်မဲတွေကကြက်ပြီဆိုတော့ပေါ့နော်ဒီထဲကိုထည့်လိုက်ပါမယ်ဒီမဲ့ရှေးကျိုးပဇွန်ပေါ့နော်ဒီပေါ်ကိုထည့်ပြီးတော့กินလိုက်ပါမယ်ပြီးရင်ဒါလေးလိုမျိုးအများကြီးယူတယ်ယူပြီးတော့ဟဲ့လိုအချင်နဲ့ကိုဒီလိုနှစ်ပြီးတော့ပလုတ်ပလောင်းစားပြီကြက်မဲလေးပေါင်းတော့စိတ်စီချွန်လေးတွေပေါ့နော်ပြုတ်ထားတဲ့စိတ်စီချွန်လေးပြုတ်ထားတဲ့ခောက်ဆွဲလေးတွေကိုဟေးပူပူလေးတော့ပါတော်ကောင်းတာသူကလေဒီကနန်းတွေရောဒီစိတ်စီချွန်တွေရောအသားရောဒီထဲကိုထိပ်ပြီးပြုတ်ထားတဲ့အတွက်ဟင်းရည်ကတော်တော်တောက်လို့ကောင်းပါတယ်အဲ့တော့ဟင်းရည်တောက်လို့ကောင်းခြင်းလဲဆိုရင်ဒီလိုမျိုးထည့်ပြုတ်ထားပါเนาะတုံငန်းအောင်စားပါဒီလိုထည့်ပြုတ်ပါအဲ့ဒါဆိုရင်တော်တော်ကောင်းပါတယ်ကောင်းတာဟင်းရည်ထဲမှာထည့်ပြုတ်ထားတဲ့ခောက်ဆွဲပေါ့เนาะကောင်းလိုက်တာဟိုပါလေမမချင်ဇက်တွေကိုပြီးလုံးဝအရသာကိုပဲနဲ့ထည့်ပြီးတော့အားနေရသလိုပဲသလားတော်တော်အရသာရှိရကဲဒီမှာစိတ်စီချွန်လေးဒါကိုကြောက်လေပြုတ်ထားဆိုတော့လုံးဝမဟိဘူးတော့ထည့်ပြုတ်လိုက်လို့လေသူစီချွန်ရသာရတိုက်ရတယ်ဝါဥကြာစံပေါ့နော်ဒါလေးကိုဒီထဲကိုကောက်ထည့်လိုက်ပါအခုတော့ဝါဥကြာစံနေရပြီပေါ့နော်ဝါဥကြာစံလေးကဲဖျဲသီးစိတ်လေးရလဲအချိုတဲဖို့အတွက်ပါနေသေးရဲ့เนาะအဲ့တော့ဒါလေးရလဲပင်ဖိန်းအေးလေးပေါ့เนาะဒါလေးရလဲအချိုဝဲထဲမှာပါပါတယ်เนาะကဲကြည့်ပါဦးကဲနောက်ပြီးတော့ရင်ရေခဲမုံလေးရလဲအချိုဝဲပါသေးတော့စားလိုက်ပါအောင်မယ်အားလုံးမယ်